ကဲအားလုံးပဲမင်္ဂလာပါညီကိုတွေကျွန်တော်တို့2026-2029 Premier League ပွဲစဉ်တစ်ဖြစ်လီဗာပူးအသင်းက Newcastle အိမ်ကွင်းစိတ်ချင်းပတ်မှာကျွန်တော်တို့တွေပွဲစဉ်တစ်ကစားရမယ်ပေါ့နော်ဆိုတော့အဲ့ဒီပွဲစဉ်တစ်အခြေအနေကိုကျွန်တော်တို့တွေဆွေးနွေးသုံးသပ်ကြည့်အောင်ဗျာဟုတ်ဘရာတို့အမြင်ကိုလည်းကျွန်တော် sharing လုပ်ပေးလို့ရတယ်ပေါ့နော်ကျွန်တော်အမြင်ကိုလည်းကျွန်တော်ဒီဗီဒီယိုမှာချပြပေးသွားမယ်ဆိုတော့ Newcastle နဲ့ Liverpool အသင်း Premier League ပွဲစဉ်တစ်ပေါ့အဲ့ဒီအချိန်မှာNewcastle ကလည်းနီးပြတစ်ကျွန်တော်တို့လီဗာပူးအသင်းကလည်းနီးပြတစ်ပေါ့နော်နီးပြတစ်2ယောက်တိုးတူတိုးရှင်တိုက်မဲ့ပရီးမီးယားလိပွဲစဉ်တစ်အဲ့ဟာတစ်ချက်နောက်ထပ်တစ်ချက်ကကြတော့ကျွန်တော်တို့လီဗာပူးအသင်းနဲ့နယူကာဆယ်အသင်းတို့ရဲ့ပွဲစဉ်တွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်အမြဲတမ်းပြ high pressing နဲ့ကစားနေတဲ့အသင်းနှစ်သင်းပြီးတော့နီးပြအသင်း2ယောက်ကလည်း high pressing ကိုအသုံးပြုတဲ့နီးပြတယ်ဆိုတော့ပြီးလို့ရှိရင်ဒိုင်ယာပြဿနာတွေဒီကြောင်းတွေကိုကျွန်တော် sharing လုပ်တာပြန်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့Newcastle ဘက်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဗျာလက်ရှိမှာဆိုလို့ရှိရင်ဂျွန်လင်တန်မပါဝင်နိုင်ဘူးလီဘရာမန်တိုလည်းမပါဝင်နိုင်ဘူးပြီးတော့ဒန်ပန်လည်းမပါဝင်နိုင်ဘူးဆိုတော့တော်တော်လေးကိုလည်းပြီးတော့သူတို့ကကြတော့သူတို့ရဲ့အဓိကကစားသမားတွေကိုလက်လွတ်ထားရတယ်ကျွန်တော်တို့လီဗာပူးအသင်းဘက်မှာကြည့်မယ်ဆိုလို့ရှိရင်လည်းအီကီတီကီရှိမယ်ပြီးလို့ရှိရင်လီယိုနီရှိမယ်နောက်ဟိုတာပေါ့နောက်တခြားကစားသမားတွေလည်းအများကြီးရှိရပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့Newcastle ဘက်ကကြည့်မယ်ဆိုလို့ရှိရင်သူတို့ကအရှိတန်းအရန်အားကောင်းတယ်ဆိုတော့ကွင်းလေကအရန်အားနေတယ်နောက်တန်းကတော့မစိုးဘူးလို့ပြောလို့ရတယ်ဘယ်လိုတော့ကျွန်တော်လီဗာပူးအသင်းကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လီဗာပူးအသင်းကအရှိတန်းကတော့မစိုးဘူးလို့ပြောလို့ရတယ်ဒါပေမဲ့ကွင်းလေကတော့အရန်ကောင်းတယ်နောက်တန်းကလည်းအခုမှဘယ်မှာမစိုးလာတဲ့အခြေအနေတခုကိုပြောလို့ရတယ်ပေါ့နော်အဲ့မျိုးဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ပေါ့ဘယ်လိုပြောချင်လဲဆိုတော့လီဗာပူးအသင်းကွင်းလေဒီNewcastle ကွင်းလေကိုစိုးမိုးနိုင်ပြီဆိုလို့ရှိရင်ဒီပွဲဒီလီဗာပူးပွဲဖြစ်ပါပဲဘာလို့လဲဆိုတော့အဓိကကစားရမှာဗျာဟုတ်တယ်တယောက်ချင်းကစားရမယ်ဆိုပေမဲ့အဓိကကွင်းလေကိုစိုးမိုးနိုင်တဲ့အသင်းကအနိုင်ရရှိဖို့ပုံများတယ်ဗျာဆိုတော့လီဗာပူးအသင်းနဲ့နီးပြအာရီယိုလာဘယ်လိုတွေလောက်လာမလဲပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ဒီညဆယ်နိုင်မှာကျွန်တော်တို့စောင့်ကြည့်ရမယ်နောက်တစ်ချက်ကဘာလဲဆိုတော့ကျွန်တော်တို့ခန့်မှန်းလူစင်းကိုတွားကြည့်အောင်ဗျာကျွန်တော်တို့ဒီလီဗာပူးမှာဆိုလို့ရှိရင်ဂိုဒမားနေရာမှာအလီစင်ဘက်ကဝင်လာမှာပဲပြီးလို့ရှိရင်ဘယ်ချမ်းမှာဆိုလို့ရှိရင်ကာကက်စ်ညာချမ်းမှာဆိုလို့ရှိရင်ဖရင်ပေါင်ဘဟိုခန်းစစ်2ဦးမှာဆိုလို့ရှိရင်ဗာဂျင်ဗန်တိုက်နဲ့နောက်ထပ်တစ်ယောက်ကကြတော့ဂျယ်ရမီဂျော့ကွက်ဖြစ်မလားဒါမှမဟုတ်လို့ရှိရင်အရိုဟိုဖြစ်မလားကျွန်တော်အနေနဲ့ပေါ့နော်ဒီကိုမိုနဲ့ချိန်ဆန်းပွဲကစားတဲ့အချိန်မှာဂျယ်ရမီဂျော့ကွက်ကိုပဲတုံးလာနိုင်တယ်လို့ထင်တယ်ပေါ့နော်ဒီနေ့ပွဲမှာဆိုလို့ရှိရင်ကာကက်စ်ဖရင်ပေါင်ဗန်တိုက်နဲ့ဂျယ်ရမီဂျော့ကွက်ဖြစ်တယ်ပေါ့ဒီကွင်းလယ်စုဖွဲ့မှာဆိုလို့ရှိရင်ဗျာဖလိုရီယန်ဗစ်ရှိမယ်ဒိုမီနစ်ချိုဘိုစလိုင်းရှိမယ်မာကာရှိမယ်ဂရာဗီရှိမယ်ဒီ၄ယောက်ထဲကနေဆိုတော့ကျွန်တော်အထင်မာကာကလည်းဒီကမ္ဘာဖလားကနေပြန်လာတာမကြသေးဘူးဗျာပြီးတော့ဒီကြားထဲမှာလီဗာပူးအသင်းပွဲစဉ်မှာလည်းဒီကိုမိုနဲ့ပထမဆုံးချီရေပဲကစားဘူးတယ်ဆိုတော့ဗောနော်ဆိုတော့ကျွန်တော်ထင်တော့ဒီမာကာတော့မပါဝင်နိုင်လောက်ဘူးဂရာဗီပါမယ်ဆိုဘိုစလိုင်းပါမယ်ဖလိုရီယန်ဗစ်တို့ဒီ၃ယောက်နဲ့ပွဲထွက်လာနိုင်ပြီးတော့အရှိမဆိုလို့ရှိရင်ကိုဒီကပ်ပိုအီဆက်နဲ့ဒီဘက်မှာဆိုလို့ရှိရင်အန်ဂူမိုဟာပေါ့အဲ့လိုမျိုးပဲကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့အန်ဂူမိုဟာကိုလည်းဒီနှစ်ရာသီခြေဒီနှစ်ရာသီဂျိုတွေမှာလည်းသူ့ကိုဆာလာဘက်ကအနေနဲ့ပြသူတို့ကသူ့ကိုဘယ်လိုမှတုံးလာတာကိုတွေ့နေရတယ်ဆိုတော့ဒီနှစ်ရာသီမှာဒီလိုပဲအန်ဂူမိုဟာအနေနဲ့ဒီအဲ့ဒီဘက်ချမ်းမှာပဲကစားသွားမယ်လို့ကျွန်တော်မြင်တယ်ဆိုတော့ဒီNewcastle ဘောကြည့်မှဆိုလို့ရှိရင်လည်းဂိုဒမားနေရာမှာနေပုတ်ကတော့ပါလာမှာပဲဒါပေမဲ့သူတို့ရဲ့နောက်တန်းမှာဆိုလို့ရှိရင်ဒန်ပန်းကအထန်ရာအကြောင်းမပါဝင်နိုင်ဘူးပေါ့ဗျာဒါကြောင့်မပါဝင်နိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ရှိနေတဲ့မက်ချူထော်တို့အဲ့လိုမျိုးတွေနဲ့လာမှာပေါ့ဒီကွင်းလယ်မှာဆိုလို့ရှိရင်လည်းဒီအိုနာလီနဲ့မရှိတော့ဘူးဘရူဂူမာရီတို့မရှိတော့ဘူးဆိုတော့ဒီအသစ်ခေါ်မိုနာဂွာနေအသစ်ခေါ်ရတဲ့ဘန်ဘာတို့ရှိမယ်ဗျာဒီအရှိတန်းမှာဆိုလို့ရှိရင်လည်းအိုဆူလာတို့ပြီးလို့ရှိရင်ဟာဗီဗန်စ်တို့ရှိမယ်ဗျာဒါကကြတော့ဘယ်လိုပြောမလဲNewcastleရဲ့အစုဖွဲ့တစ်ခုပေါ့နော်ဒါပေမဲ့Newcastleကလည်းပြီးခဲ့တဲ့နှစ်ကအက်ဒီဟောင်းအထက်မှာဘယ်မှာအရန်ကိုခံစစ်မာတယ်အရန်ကိုတွန်းတွန်းတိုက်ကစားတဲ့အသင်းဆိုပေမဲ့ဒီယာဒီသူတို့နီးပြအစ်စ်ကလည်းpressing ကိုဦးစားပေးပြီးကစားတဲ့အတွက်ကြောင့်မလို့ကျွန်တော်အထင်ပေါ့နော်ဆိုတော့လီဗာပူးအသင်းကလည်းအာရီယိုလာကလည်း pressing နဲ့ကစားမယ်နီးပြအသင်း2ယောက်တူရှင်းတိုင်းမဲ့အချိန်မှာဘယ်လိုရလဒ်တွေဖြစ်လာမလဲပေါ့နော်ကျွန်တော်တို့စောင့်ကြည့်ရမယ်နောက်တစ်ချက်ကဘာလဲဆိုတော့ဒီကျွန်တော်တို့မှတ်တမ်းတွေကိုပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဗျာဒီ only Premier League only တီးတတ်မယ်ဆိုလို့ရှိရင်တော့လီဗာပူးအသင်းကNewcastle အသင်းကိုမရှုံးတာ10စုနှစ်တခုကြော်သွားပြီဗျာကျွန်တော်ထင်နောက်ဆုံးရှုံးခဲ့တာဆိုလို့ဒီNewcastle အန်ကွင်းမှာ
2-0ဆိုရလန်နဲ့2025မှာရှုံးခဲ့တယ်ဟုတ်တယ်2025မှာရှုံးခဲ့တယ်အဲ့လောက်ကအဲ့ဒါပြီးနောက်ပိုင်း Newcastle ကိုဆက်ပြီးတော့မရှုံးတာဒါကကျွန်တော်ပြောတာ Premier League ကိုပဲပြောတာเนาะဒီ League Cup တွေပါတယ်ကျွန်တော်မပြောဘူး Carabao တို့ FA တို့ကျွန်တော်မပြောဘူးဗျာဆိုတော့ဒီနေ့က10နာရီမှာစိုက်ကျိုင်းဘက်မှာကစားမယ် Newcastle နဲ့ Liverpool တင်ပွဲစဉ်ရှိပါတယ်ဆိုတော့ညီကိုတို့ရောဘယ်လိုထင်ကြလဲဘယ်သူတွေကဂိုးသွင်းပြီးတော့ဘယ်အသင်းတွေကအနိုင်3မှတ်ကိုရရှိသွားမလဲဆိုတာကိုဆက်လက်ပြီးတော့စောင့်မျှော်ကျွန်တော်ကြည့်ရှုကြရတာပါเนาะညီကိုတို့ဘယ်လိုထင်ကြလဲဗျ comment box မှာဝေးဆွေးနွေးပေးကြခဲ့လို့ရပါတယ်ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပါဗျာ